အားလုံးမင်္ဂလာပါအဲ့ part of speech ထဲက pronouns လို့ခေါ်တဲ့နာမ်စားတွေအကြောင်းတွေကိုဒီနေ့ပြောပြပါမယ်အဲ့တော့နာမ်စားတွေအကုန်လုံးချုပ်လိုက်လို့ရှိရင်စုစုပေါင်းနာမ်စား pronoun 5မျိုးရှိပါတယ်နံပါတ်1က personal pronoun ဖြစ်ပါတယ်သူကတော့ပုဂ္ဂလနာမ်စားများပုဂ္ဂိုလ်ဆိုင်ရာနာမ်စားများဖြစ်တဲ့အတွက်ကြောင့်မို့ I will they he she it ဆိုတဲ့လူပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့နာမ်စားတွေဖြစ်ပါတယ်နောက်တစ်ခုက demonstrative pronoun ဖြစ်ပါတယ် demonstrative pronoun ကကျတော့ဘာလဲဆိုသူအညွှန်းနာမ်စားလို့ပေးထားပါတယ်အဲ့တော့ဒီမှာပါဝင်တဲ့ pronoun တွေက this that these those ပေါ့နော်ဒါတွေဆိုတော့ခါကျတော့ကျမတို့ကတစ်ခုခုပြောချင်ရင်ညွှန်ပြတဲ့နာမ်စားဖြစ်တဲ့အတွက်ကြောင့်မို့ demonstrative noun နော် pronoun လို့ပေးထားပါတယ်နောက်တစ်ခုကကျတော့ relative pronoun ဖြစ်ပါတယ် relative ကကျတော့သူကဘာလဲဆိုရင်ချိတ်ဆက်တဲ့နာမ်စားလူဆိုရင်လူပုဂ္ဂိုလ်နဲ့ချိတ်ဆက်ပေးတဲ့နာမ်စားပစ္စည်းတွေဆိုရင်ပစ္စည်းတွေနဲ့ဆက်ဆက်ပေးတဲ့နာမ်စားဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကိုချိတ်ဆက်နာမ်စားဆိုပြီးမှခေါ်ပါမယ်နောက်တစ်ခုကကျတော့ဘာလဲဆိုရင် reciprocal pronoun ဖြစ်ပါတယ် reciprocal ဆိုတာတော့ဘာလဲဆိုရင်အပြန်အလှန်ပေါ့နော် mutual သဘောမျိုးအပြန်အလှန်နာမ်စားလို့ခေါ်ပါမယ်နောက်တစ်ခုကကျတော့ indefinite pronoun ဖြစ်ပါတယ်အဲ့တော့ definite ဆိုတာကတိကျတယ်အရှိမ in ဆိုတော့ indefinite မတိကျဘူးဘယ်သူပဲဝါရဲလို့မတိကျတဲ့နာမ်စားတွေကိုပြောတဲ့အခါမှာကျွန်တော်တို့ကဒီ indefinite pronoun ကိုသုံးပြီးတော့မှပြောလို့ရှိပါတယ်ရှင်အဲ့တော့ပထမဆုံး personal pronouns ကိုကြည့်မယ်ပေါ့နော်အဲ့တော့ personal pronouns မှာကျွန်တော်တို့ကဘာလဲဆိုရင်ပထမအုပ်စုဒီမှာအနီရောင်လေးနဲ့ပြထားတဲ့ဟာကိုဘာလဲဆိုလို့ရှိရင်ပြောသူနာမ်စားလို့ခေါ်တယ်ဒါကတော့တကယ်တမ်းကတော့ first person လို့ခေါ်တဲ့ဟာဖြစ်ပါတယ်ဘယ်အရေးမကြီးဘူးလားဆိုတော့နောက်ပိုင်းမှာperson ကိုခွဲတဲ့အခါမှာဘာလဲလို့သိဖို့ပဲဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် first person ဆိုလို့ရှိရင် I နဲ့ we နဲ့ပေါ့နော်နောက်တစ်ခုကကျတော့ you မှာဆိုလို့ရှိရင်ဒီမှာကျွန်မတယောက်တည်းလဲ you အများလဲ you ဖြစ်တဲ့ကြောင့်နှစ်ခုထည့်ထားပေးတာပါအဲ့တော့ you ကတော့ဘာလဲဆိုလို့ရှိရင်အပြောခံရသူနာမ်စားသူ့ကို second person ဆိုပြီးမှသတ်မှတ်ပါမယ်နောက်ဆုံးမှာအဝါရောင်နဲ့ပေးထားတာတော့ they he she it ကကျတော့အကြောင်းအပြောခံရသူနာမ်စားဆိုပြီးတော့မှ third person အဲ့တော့ဒီမှာသိဖို့ကဘာလဲဆိုရင် I နဲ့ we ဒီ first person you က second person they he she it က third person ဆိုတာလေးကိုသိရင်ရပါပြီနော်အဲ့တော့ပထမဆုံးဒီ personal pronoun တွေမှာကျမတို့က column 5ခုခွဲထားတယ် number 1 column က subject pronoun object pronoun နောက်တစ်ခုက possessive မှာနှစ်ခုတွေ့ရမယ်ပေါ့နော် possessive adjective နဲ့ possessive pronoun ဆိုပြီးမှပေးထားတယ်နောက်ဆုံးတစ်ခုက reflexive pronoun ဖြစ်ပါတယ် reflexive ကတော့ဘာလဲဆိုရင်ကိုယ်တိုင်ပြန်ပြောတဲ့ pronoun မျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင် subject pronoun ကိုကြည့်မယ်ပေါ့နော် subject pronoun ကဘာလဲဆိုလို့ရှိရင် subject ဆိုတာဒီသူကကျွန်တော်ဒီကျွန်တော်ကကျမကျမကဆိုတဲ့အသုံးမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အမြဲတမ်း subject ကဒီကနဲ့pronoun တွေမှာစုံမယ်ပေါ့နော်နောက်တစ်ခုကကျတော့ object pronoun ဒီ object ဖြစ်တဲ့အတွက်ကြောင့်မို့သူကလည်းငါ့ကိုနော်သူတို့ကိုစသဖြင့်ကိုနဲ့ဆုံးတာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဟောဒီမှာ possessive ကနှစ်ခုရှိရလို့ပြောထားတယ်ပထမတစ်ခုက possessive adjective နောက်တစ်ခုက possessive pronoun possessive adjective နဲ့ possessive pronoun ဘာလို့ဒီလိုခွဲထားလဲဆိုရင်ကျွန်တော်တစ်ချက်ကြည့်အောင်ပါဒါဆိုလို့ရှိရင် adjective တွေရဲ့နောက်မှာအမြဲတမ်း noun လိုက်တယ်လို့ပဲဒီမှာလေးပဲဒီ possessive adjective တွေဖြစ်တဲ့ mine တို့ our တို့ your ပေါ့နော်နောက်တစ်ခုက his her ဒီနောက်ကနေပြီးတော့ကျမတို့ကဘာလိုက်လဲဆိုလို့ရှိရင်အမြဲတမ်း noun တွေလိုက်ပါတယ် for example our mother နော်နောက် your friends ဒါမှမဟုတ်ရှင် their school ဒါပေမဲ့ပေါ့နောက်ကပါတဲ့စကားလုံးတွေက noun တွေဆိုလို့ရှိရင်ဒီစကားလုံးတွေကျမတို့က possessive adjective လို့သတ်မှတ်ရပါမယ်ပေါ့နော်နောက်တစ်ခါကျတော့ possessive pronoun ဒါကတော့ငါဟာသူဟာစသဖြင့်ပြောတဲ့ဟာမျိုးများသောအားဖြင့်ဒီ possessive pronoun ကတော့ demonstrative pronoun တွေနဲ့တွဲပြီးတော့မှပြောလို့ရှိရပေါ့နော်အညွှန်းနံစာနဲ့တွဲပြီးတော့ပြောလို့ရှိရနောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်ကိုယ်တိုင်လို့ခေါ်တဲ့ self တွေဖြစ်ပါတယ် self နော်အဲ့ဒါဆိုလို့ရှိရင် myself ourselves အများဆိုလို့ရှိရင် self ဖြစ်မယ် yourself နောက်တစ်ခုက yourself နောက်တစ်ခုကကျတော့ဒီမှာ third person တွေမှာကျတော့ဗာလဲဆိုရင် object တွေကိုပဲကျွန်တော်တို့နောက်ကနေ ith ဆိုမှ itself ဆိုမှခွဲလိုက်တာပါဒါဆိုလို့ရှိရင် personal pronoun မှာ column 5ခုမှာတစ်ခုကို you ကတော့တစ်ခုပဲတွက်မယ်ပေါ့နော်9လုံးနဲ့စုစုပေါင်း35လုံးနောက်တစ်ခါတရိษံတွေမှာတော့အရာဝတ္ထုပြည်မှာသူတို့ပိုင်ဆိုင်တာမရှိရတဲ့ကြောင့်ညီမတို့ကဒီဟာလေးကိုအသုံးမရှိဘူးဆိုပြီးတော့မှမှတ်ရမယ်ပေါ့နော်ဒါကတော့ပါလဲဆိုလို့ရှိရင် personal pronoun ဖြစ်ပါတယ်နောက်တစ်ခုကကြောက်ပါလဲဆိုလို့ရှိရင် demonstrative pronoun ဖြစ်ပါတယ်demonstrative pronoun ကလည်းစောစောတုန်းက personal possessive pronoun လို့ပဲသူ့မှာလည်းပဲနှစ်ခုရှိတယ်ရှင်။ဘာလဲဆိုရင် demonstrative pronoun လို့ပြောလို့ရှိရင် this these that those this ကsingular ပေါ့နော် this ကကျတော့ plural that က singular those က plural ဖြစ်ပါတယ်အဲ့တော့ဒီစာကြောင်းလေးကိုနမူနာကြည့်ရအောင် this is my pencil ဒီဟာကငါရဲ့ဘောပင်ခဲတံဖြစ်တယ်လို့ပြောရဲပေါ့အဲ့တော့ subject က
ဒီမှာကျမတို့ဒီမှာ ISS က verb ဖြစ်တယ်ဒါကြောင့်မို့သူရှိမှာရှိတဲ့ subject က demonstrative pronoun တွေတစ်လုံးနဲ့ဖြစ်ပါတယ်သို့တော့ demonstrative adjective လို့ပြောရမယ်ဆိုလို့ရှိရင်တော့ဟောဒီ this တွေရဲ့နောက်မှာစောစောက possessive pronoun လိုပဲ pencil က noun ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ noun လေးလိုက်တဲ့အတွက်ကြောင့်မို့တရားကိုကျမတို့က demonstrative pronoun ဆိုပြီး adjective ဆိုပြီးမှတင်စားခြင်းဖြစ်ပါတယ်နော်ဒါကတော့ငါဟာလို့ပြောတာမလို့ my pencil ကို mine ဆိုပြီးမှပြောလိုက်တာဒါဆိုလို့ရှိရင် demonstrative pronoun နဲ့ demonstrative adjective ကိုနားလည်မယ်ထင်ပါတယ်နော်နောက်မှလေ့ကျင့်ခန်းလေးထပ်ပြီးတော့မှလုပ်ပေးပါမယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင် relative pronoun ပေါ့နော် relative pronoun ကကျတော့ဒါပါလဲဆိုလို့ရှိရင်လူပုဂ္ဂိုလ်တွေဆိုလို့ရှိရင် who နဲ့ချိတ်ဆက်တယ်ပစ္စည်းတွေတခြားအရာဝတ္ထုတွေဆိုလို့ရှိရင် which တို့ what တို့စသဖြင့်ချိတ်ဆက်ပေးတာမျိုးဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင် WHO who ဆိုလို့ရှိရင်ဥပမာဆိုကြပါစို့ the girl who with long hairs ပေါ့နော်ဒါမျိုးတွေအဲ့ဆိုရင်သပင်ရှည်ကြီးနဲ့ကောင်မလေးပေါ့ဒီလိုမျိုးပြောတာမျိုးเนาะဒါမှမဟုတ်လို့ရှင်လည်းပဲthe books which I borrow from the library ပေါ့နော် library ကငှားလာတဲ့စာအုပ်စသဖြင့်အရှိမရှိနေတဲ့ noun တွေကိုချိတ်ဆက်ပေးတဲ့အတွက်ကြောင့်မို့ relative pronoun ဆိုလို့ရှိပဲဒါလေးကတော့နောက်ပိုင်းမှာ grammar မှာပေါ့နော်အတန်းကြီးတွေအတွက်ဆိုလို့အလွန်ရေးပါတဲ့ဟာလေးဖြစ်ပါတယ်နောက်အဲ့ဒါတွေကိုနောက်ပိုင်းကျမှကျွန်မထပ်ပြီးတော့မှရှင်းပြပေးပါမယ်နောက်တစ်ခုကကြပါလဲဆိုရင် number 4က reciprocal အပြန်ပြန်အနှံ့အနှံ့လို့ပြောထားတယ်အဲ့မှာ one another ဆိုတာရှိမယ် each other ဆိုရင်ဒီနှလုံးပဲရှိရရှင်အဲ့တော့ each other တော့ဗာလဲဆိုရင်နှစ်ယောက်ညီပတ်သက်နှစ်ယောက်ကြားထဲမှာပေါ့ဥပမာကျမတို့ကညီမနှစ်ယောက်ရှိရဲဆိုလို့ရှိရင်ဒီငါတို့ညီမနှစ်ယောက်ကတယောက်နဲ့တယောက်အပြန်အလှန်ချစ်ကြတယ်ဂရုစိုက်ကြတယ်ဆိုရင် each other ပဲတော့နော်နောက်တစ်ခါ one another ကျတော့ above 2%ဥပမာဆိုကြပါစို့အိမ်ရဲ့ family တစ်ခုမှာမိသားစုဝင်9ယောက်ရှိတယ်ဆိုရင်ငါတို့တွေက we love one another လို့ပြောလို့ရတယ်ပေါ့နော်တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရှိကြတယ်ဆိုတဲ့ပုံစံမျိုးပြောတာဖြစ်ပါတယ်နောက်ဆုံးpronoun တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် indefinite pronouns ဖြစ်ပါတယ် indefinite means သူကမတိကျမသေးကြဘူးဘယ်သူရဲ့လို့မသိဘူးဒါကြောင့်မို့လို့ညီမတို့ဒီမှာဆိုလို့ရှိရင် everybody တို့ no one တို့နောက်က everyone တို့ somebody တို့ someone တို့စသဖြင့်for example is there anyone inside the toilet ဆိုတာမျိုးပေါ့နော် is there someone in the room ဒါမျိုးတွေပေါ့ဘယ်သူမှမသိကြလို့ပြောတဲ့ဟာမျိုးဖြစ်ပါတယ်ဥပမာတစ်ခုအနေနဲ့ဖုန်းလာတယ်ဒီမှာဖုန်းထဲမှာ contact list မှာမှတ်ထားတဲ့နံပါတ်တစ်ခုပေါ့နော်လာတယ်ဆိုလို့ရှိရင်ဒီမှာဖုန်းလေးကိုကောက်ပိုင်လိုက်တာဆိုတော့ねအော် someone is calling me အဒီရောက်ငါ့ကိုဖုန်းခေါ်နေတယ်ဆိုတဲ့ပုံစံမျိုးမတိကျတဲ့ဟာမျိုးကို indefinite pronoun ဆိုပြီးတော့မှခေါ်မယ်အဲ့တော့ဒီစာမျက်နှာမှာ demonstrative pronoun ရဲ့ relative pronoun ရဲ့ reciprocal pronoun ရဲ့နောက်တစ်ခုက indefinite pronoun ဆိုရင်၄ခုအရှိမ personal pronoun ဆိုပြီးတော့မှရှိမယ်စုစုပေါင်းpronoun အမျိုးအစား၅မျိုးရှိပါတယ်ရှင်ဒါလေးကိုရမယ်ဆိုလို့ရှိရင်လည်းပဲ pronoun တွေတင်ပြောနိုင်မှာဖြစ်ပါတယ်လို့ပြောရင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်